ပြည်သူများလုံးမင်္ဂလာခင်ဗျအခုဆိုရင်တော့အမေရိကန်လက်ရွေးစင်ဘောလုံးအသင်းရဲ့နီးပြဖြစ်တဲ့ပိုချက်တီနိုကပါထရမ့်ကိုထောက်ခံလိုက်ပြန်ပါပြီမြန်မာစကားနဲ့ပြောဆိုရင်တော့ထရမ့်ကိုပြေးပြီးမနေပြန်ပြီပေါ့လေဟုတ်တယ်ဗျပိုချက်တီနိုကနေထရမ့်ကိုလှမ်းမလိုက်တာပါဘယ်လိုမလိုက်တာလဲဆိုတော့ထရမ့်လက်ထက်မှာအမေရိကန်ပြည်တော်စုဟာကမ္ဘာဖလားချန်ပီယံမဖြစ်ဘူးလို့မပြောနိုင်ဘူးတဲ့ဖြစ်ကောင်းဖြစ်သွားနိုင်တယ်တဲ့ထရမ့်ဟာနိုင်လို့စိတ်ပြင်းပြတဲ့လူတဲ့အဲ့လူရဲ့ဥဆောင်မှုအောက်မှာအမေရိကန်ရဲ့စူးစမ်းမှုတွေကိုအတိုင်းထက်လို့မရလိမ့်မယ်လို့သူကပြောလိုက်တယ်ဗျအဲ့တော့ကျွန်တော်စိတ်ထဲမှာတစ်ခုခေါင်းထဲဝင်လာတယ်ဗျကမ္ဘာဖလားဖြစ်စဉ်ကလည်းအဲ့လိုဖြစ်ပျက်တွေရှိခဲ့ဘူးတယ်ကမ္ဘာမှာအာဏာရှင်တွေကြီးစိုးတဲ့ကာလရှိခဲ့ဘူးပါတယ်ကမ္ဘာဖလားပြိုင်ပွဲကျင်းပနေစဉ်1938ပတ်ဝန်းကျင်လောက်ပေါ့လေအဲ့မှာကမ္ဘာဖလားဘယ်မှာကျင်းပလဲဆိုတော့အီတလီမှာကျင်းပတော့အီတလီမှာဖက်စစ်တွေစပြီးတော့ရှီလန်းအစပြုနေပြီပေါ့လေမူဆိုလီနီတို့ပေါ့အဲ့တော့မူဆိုလီနီကအီတလီလက်ရွေးစင်အသင်းကမ္ဘာဖလားချန်ပီယံဖြစ်ရှင်တာကိုအားလုံးကသိတယ်အီတလီအသင်းကမ္ဘာဖလားချန်ပီယံဖြစ်အောင်ပွဲခံတာကိုပဲသူ့မြေမှာမြင်ကျင်တယ်လို့ဖက်စစ်ကြီးမူဆိုလီနီကတသွေးတသံတမိန်ထုတ်ထားတာအီတလီကစားသမားတွေကိုလည်းအဲ့လိုလုတ်ပြရမယ်လို့သူကအမိန့်ပေးထားတာအဲ့တော့ပြိုင်ပွဲကဘယ်နေရာမှာတည်တာသွားလဲဆိုတော့ကျွန်တော်တို့ဒီဗျာစမီဖိုင်နယ်မှာတည်တာသွားတာစမီဖိုင်နယ်မှာတစ်ဖက်ကနေတက်လာတာဂျာမနီသာဖြစ်ခဲ့ရင်အီတလီတို့မချောင်းဘူးအဲ့တော့သူတို့ဂျာမနီကိုမပြုတ်ပြောင်းအောင်လုပ်တာနောက်ဆုံးမှာတော့ဗျာဖက်စစ်ကြီးမူဆိုလီနီကျင်တဲ့ပေါ့အပြုံးနေတဲ့အောင်ပွဲခံရတဲ့ကမ္ဘာဖလားဖြစ်သွားတယ်အီတလီပူဆွဲတယ်ပေါ့လေအခုထရမ့်ကလည်းတကက်အာဏာရှင်လက်သစ်ပါပဲသူလုံးနေတဲ့အပြုတ်မှုတွေသူတွေးခေါ်နေတဲ့အတွေးခေါ်တွေသူပြောနေတဲ့ပြောစကားတွေကကဘာကသူ့ကိုလုံးဝကြည့်လို့မရဘူးဒါပေမဲ့သူ့ကိုထောက်ခံတဲ့သူတွေလည်းရှိတာပေါ့လေအခုလိုလူတွေပေါ့ပိုချက်တီနိုတော့အခုပြေးပြီးထရမ့်ဘက်ကပါဆိုတော့ကျွန်တော်ဘာပြောရမလဲပေါ့လေထရမ့်လုပ်နေတာတွေအရင်ကောင်းပါတယ်တဲ့ထရမ့်ဟာတိုင်းပြည်တစ်ပြည်အတွက်ဖြစ်ထိုက်တာတွေကိုလုတ်ပေးနေတဲ့ခေါင်းဆောင်တယောက်ပါတဲ့အဲ့လိုခေါင်းဆောင်တယောက်ရဲ့ပြုပြင်ပြောင်းလဲရေးမှာအစားပိုင်းမှာတော့အခုလိုအခြေအနေတွေဖြစ်မှာပဲတဲ့အားလုံးရဲ့ဝေဖန်တာကိုခံရမှာပဲတဲ့ဒါပေမဲ့အသီးပွင့်တွေပွင့်လာတဲ့အချိန်ရောက်ရင်းနဲ့အဲ့လိုကျေးဇူးတင်ပါပါဆိုပြီးတော့ပိုချက်တီနိုကပြောလာတာဗျာအမေရိကန်လက်ရွေးစင်ဘောလုံးအသင်းကိုတာဝန်ယူနီးပြရတဲ့ဆက်ရှင်အာဂျင်တီးနားကြီးကထရမ့်ကိုပြေးပြီးတော့မှားတော့တာပဲကျွန်တော်တို့ဘာပြောလို့ပြောအောင်မတော့မသိဘူးသူပြောတဲ့အဲ့ဒီစကားပေါ့လေဘောလုံးသင်းနဲ့ပတ်သက်ပြီးပြောသွားတဲ့စကားတော့ပို့ပြီးတော့ရည်ရပါတယ်ထရမ့်လက်ထက်မှာအမေရိကန်ဘောလုံးအသင်းကမ္ဘာဖလားချန်ပီယံမဖြစ်ဘူးလို့ပြောမရဘူးတစ်ဖက်ကလည်းတွေးစရာရှိရပါလိမ့်အမေရိကန်မြေမှာကျင်းပမယ်ကမ္ဘာဖလားပွဲ2026ခုနှစ်ကပြီးတော့ FIFA နဲ့ထရမ့်ကလည်းပလဲနံပါတ်အရန်တင်တာ FIFA ဥက္ကဋ္ဌအင်ဖန်တီနိုဆိုတာလည်းထရမ့်ရဲ့ဘက်ကထရမ့်မိသားစုနဲ့အရန်ရင်းနှီးရသူဒီတော့လေပိုချက်တီနိုပြောသလိုဖြစ်လာမလားဆိုတာကျွန်တော်တို့စောင့်ကြည့်ဖို့ပဲရှိတော့ပါတော့ခင်ဗျာကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ